Hello guys channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ trading မှာပေါ့နော်လူအများကဈေးတက်နေလို့ဆုံးဖြတ်လိုက်တဲ့နေရာဒီ support ဖြစ်ပြီးတော့လူအများကမတန်တော့ဈေးကြီးသွားပြီလို့ဆုံးဖြတ်လိုက်တဲ့နေရာဒီ resistance ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာတော့ဒီ support and resistance ဆိုတာပါလေဘာကြောင့်အရေးကြီးရလဲနောက်ထပ်ပြီးတော့ဒီကျွန်တော်ကိုယ်တိုင်သုံးနေပေါ့နော် support and resistance ဆွေးနွေးရေးကို trading view ချက်မှာလက်တွေ့ဆွဲပြတော့မှာပဲပါတယ် okay ကျွန်တော်ထင်နေကြတဲ့ HUSD ပေါ့နော်သူကဘာလုံးကတန်မိုးရှိပါတယ်လို့သတ်မှတ်ထားတာကြောင့်ကျွန်တော်ဈေးပေါ်ပေါ်နဲ့ရရင်ဝယ်ထားပြီးတော့ဈေးတက်လာတဲ့အခါပြန်ရောင်းပြီးအကျိုးအမြတ်ရှာလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ပြင်နေရာကဈေးပေါ်တာလေဈေးပေါ်ရလို့ဘယ်သူတွေကသတ်မှတ်တာလဲကျွန်တော်ရဲ့ဒီ trading မျိုးချက်မှာရောဈေးပေါ်ရဲ့နေရာတွေကိုဘယ်လိုမျိုးတည်နိုင်မလဲဆက်ပြီးတော့ရှင်းပြပေးပါမယ်ကျွန်တော်ရဲ့ market ဒီ supply and demand ဝယ်လေပွားရောင်းလို့ရရင်တည်ဆောက်ထားတာဖြစ်လို့လူတွေဝိုင်းပြီးဝင်စီတက်မယ်လူတွေဝိုင်းရောက်ရင်စီကျသွားပါလိမ့်မယ်ဒါကြောင့်မို့လို့ဈေးပေါ်တဲ့နေရာဈေးကြီးတဲ့နေရာတွေဒီလူတွေကပဲဝိုင်းအောင်ဝိုင်းဝယ်လို့ဖြစ်ပေါ်လာတာပါကျွန်တော်ဒီမှာပေါ့နော် market ကသူကအပေါ်ကနေပြီးတော့လူတွေဝိုင်းရောင်းလို့သူစီကျလာတယ်ဒီနားရောက်တဲ့အခါသူဆက်မကြတော့ဘဲနဲ့သူပြန်ပြီးတော့တက်သွားတယ်မလို့တက်လေဆိုလူတွေဝိုင်းပြီးဝယ်လို့မရတဲ့အကြောင်းရင်းအတူဒီဈေးပေါ်နေရလို့ဒါကြောင့်မလို့ပေါ့နော်ကျွန်တော်တို့တွေအတွက်လူတွေကဈေးတက်နေလို့ဆုံးဖြတ်လိုက်တဲ့နေရာဒီ support ဖြစ်ပြီးတော့ဈေးမတန်တော့ဘူးဈေးကြီးရလို့ဆုံးဖြတ်လိုက်တဲ့နေရာဒီ resistance ဖြစ်ပါတယ်ဒီကကျွန်တော်တို့ trading ချက်မှာဘယ်လိုပုံမှန်မျိုးနဲ့တွေ့ရလဲဆိုတော့သူပထမတစ်ခါသူအပေါင်းနေပြီးသူအကိုကြလာတယ်သူပြန်ပြီးတော့တက်သွားတယ်ဒါစိမ်းတာကျွန်တော်တို့ဒီနေရာမှာပေါ့နော်အခုလက်ရှိဒီနေရာမှာတော့ဒီနေရာကဈေးပေါ်တဲ့နေရာဆိုပြီးတော့ဈေးတက်နေတဲ့နေရာ support ဆိုပြီးတော့ကျွန်တော်တို့မသိနိုင်သေးဘူးဒါပေမဲ့နောက်တစ်ခါထပ်ပြီးတော့ပုံထပ်ပြီးတော့တက်တယ်ဒီနောက်ကိုရောက်တဲ့အခါပြန်ပြီးတော့တက်သွားပြန်တယ်ဘာလို့ပြန်ပြီးတော့တက်လဲဆိုတော့လူတွေပြန်ပြီးတော့ဝယ်လို့ဒီနေရာမှာလူတွေကဝယ်ရနှစ်ခါရှိပြီပြီးရင်နောက်တစ်ခါသူအပေါ်တက်တယ်ပြီးတစ်ခါပြန်လာပြီးတော့ထိတယ်သုံးခါတော့မှဒီနောက်လာပြီးတော့တစ်ခါထိရင်ပြန်ပြီးတော့တက်နေတယ်လူတွေကဒီနေရာမှာဝိုင်းပြီးဝင်နေဆိုတာတေချာပါရင်ဒါဆိုရင်ကျွန်တော်တို့ကဒီနေရာကို support ဖြစ်တတ်မှတ်ပြီးတော့နောက်တစ်ခါ market ဒီဈေးတန်းကိုလာပြီးတော့ထိခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဒီနားကနေလိုက်ပြီးတော့ဝယ်လို့ရတယ်ကျွန်တော်ဝယ်ရတဲ့အကြောင်းရင်းကဒီနေရာဒီလူတွေကဈေးတန်တယ်လို့သတ်မှတ်ထားတယ်ဒါကြောင့်မလို့ဒီနေရာကိုဒါပြန်ပြီးတော့ရောက်လာခဲ့မယ်ဆိုရင်လူတွေကတစ်ခါထပ်ပြီးတော့ဝယ်အောင်ပါပဲဒါကြောင့်မလို့သူဈေးပြန်ပြီးတော့တက်မယ်ဒီထိပဲねကျွန်တော်တို့ကဒါ support ကနေပြီးတော့ဝယ်ဆိုတဲ့အတိတ်ပဲပေါ့နော် Okay ဒါဘလို့ရှိရင်တော့ဒါကျွန်တော်တို့ trading ချက်မှာ support and resistance တွေကိုဘယ်လိုပုံမှန်မျိုးနဲ့တွေ့ရလဲဆိုတဲ့ဟာကိုနည်းနည်းနားလည်မယ်လို့ထင်တယ်ဒီအပေါ်အကောင်ကကျတော့ဒါဒီကောင် resistance ဖြစ်ပါပေါ့နော်သူဈေးကြတယ်ဒီနောက်ရောက်တဲ့အခါသူပြင်ပြီးတော့ကြတယ်ဈေးတက်တယ်ဒီနောက်ရောက်တဲ့အခါသူပြင်ပြီးတော့ကြတယ်ဒီတိပဲပေါ့နော် Okay ဒါဘလို့ရှိရင်တော့ကျွန်တော်တို့က support and resistance တွေကို technically တွေ့အထီးကြရနေဒါကျွန်တော်ကဘယ်လိုမျိုး step by step ဆွဲရမလဲဆိုတဲ့ဟာကိုကျွန်တော်ဆက်ပြီးတော့ပြပြပေးပါမယ်။ကျွန်တော်တို့ support and resistance ဆွဲဖို့အတွက်အရင်ဆုံး candlestick ချက်ကို line ချက်ပြောင်းပါဒါကျွန်တော်တို့ MT5 မှာပေါ့နော် MetaTrader 5မှာလည်းဒါကျွန်တော်ပြောင်းလို့ရပါတယ်။ Okay day 1 time frame ရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ support and resistance ဆွဲဖို့အတွက်အရေးကြီးဆုံးချက်ဒီကိုဆွဲလိုက်တဲ့ line ကအနည်းဆုံးထိချက်3ချက်နဲ့အထက်မှာရှိရမယ်။ထိချက်3ချက်နဲ့အောက်ဆိုရင်တော့ဒါကျွန်တော်ကတော့မရှိဘူးပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော် day 1 time frame ပြောင်းပြီးသွားတဲ့အခါမှာထိချက်3ချက်နဲ့အထက်ရှိနေတဲ့နေရာတွေမှာဒါကျွန်တော် line နေလိုက်ပြီးတော့ဆွဲကြပါမယ်။ဒါလက်ရှိရောက်နေတဲ့စီကတော့ဒါသူဒီနားမှာပေါ့နော်ကျွန်တော်ဒီနားလေးမှာတစ်ခုရှိမယ်။ဘာလဲဆိုတော့ဒီနားလေးမှာတစ်ခုနှစ်ခုဒီမှာ3ခုပေါ့နော်။ဒီချက်3ချက်ရှိရဲ့။ဒီရဲ့အပေါ်မှာတော့ဒါကျွန်တော်တို့ရှိပါတော့။ဒီရဲ့အပေါ်မှာတော့ဒါကျွန်တော်ဒီနားလေးကိုတော့ပြီးရှိလို့ရမယ်။ဒီနားကျွန်တော်ဒီရဲ့အောက်မှာဆိုရင်ကျွန်တော်ဒီနားလေးမှာတော့ပြီးရှိလို့ရတယ်။ဒီမှာဆင်းတာတို့တစ်ချက်နှစ်ချက်ဒီမှာ3ချက်ပေါ့နော်။ပြီးတော့ဒါကျွန်တော်ဒီ1 time frame ပြီးလို့ရှိရင်ဒီ4 time frame ကိုတောင်းမယ်။ဟုတ် support and resistance line တွေမှာ higher time frame တွေရဲ့ support and resistance တွေဒီပို့ပြီးတော့ strong ဖြစ်ပါတယ်။ A4 နဲ့ရှင်မယ်ဆိုရင် D1 ဒီ strong ဖြစ်တယ်။ H1 နဲ့ရှင်မယ်ဆိုရင် A4 ဒီပို့ပြီးတော့ strong ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ A4 time frame ကိုတောက်ပြီးတော့ zone က D1 time frame မှာလွတ်သွားတဲ့နေရာတွေမှာပေါ့နော်ဒါကျွန်တော် line နေလိုက်ပြီးဆွဲပါမယ်။ဒါဆိုရင်ကျွန်တော်ဒီ line မှာတစ်ခုရှိမယ်။
ဒီကောင်ကဒါကျွန်တော်တို့ A4 ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ပေါ့နော်ရှိရပြီးရင်တော့ကျွန်တော်ဒီနားလေးမှာလေးတစ်ခုထပ်ပြီးရှိအောင်မယ်ဟုတ်နော်တစ်ခုနှစ်ခုပြီးဒီမှာသုံးခုပေါ့နော်ဒီဒါတွေ့ရအပေါ်မှာဆိုရင်တော့ဒါကျွန်တော်ဒီနားလေးမှာတစ်ခုထပ်ပြီးရှိမယ်ဒီကောင်ကျတော့ D1 နဲ့အတူတူပဲပေါ့နော်ဆိုတော့ပြီးတော့ဒါကျွန်တော်တို့ H1 time frame ကိုတောင်းမယ် H1 time frame တောင်းမယ်H1 H1 time frame မှာဆောင်းသားက D1 နဲ့ H4 နဲ့လွတ်သွားတဲ့နေရာတွေကိုမှာဒါကျွန်တော်တို့လိုက်ပြီးဆွဲပါမယ်ကျွန်တော်တို့လွတ်သွားတဲ့နေရာဆိုလို့ရှိရင်ဘယ်နေရာရှိမလဲဆိုတော့ဒီနောက်လေးမှာတော့တစ်ခုတက်ပြီးရှိမယ်နော်ဒီမှာသူတစ်ချက်နှစ်ချက်သုံးချက်လက်ရှိကတော့သူ resistant နားလေးကိုရောက်နေပြီးတော့ကျွန်တော်ပြန်တော့ထပ်ပြီးရှိမယ်ဆိုရင်ဒီအောက်မှာတစ်ခါထပ်ပြီးရှိအောင်အောက်ပါနော်ဒီနားလေးမှာတစ်ခါထပ်ပြီးရှိမယ်ပြီးရင်တော့ကျွန်တော်ဒီနားလေးမှာတစ်ခါထပ်ပြီးရှိမယ်โอเคဒါကျွန်တော်ဆွဲထားပြီဆိုရင်တော့ဒါကျွန်တော်ထပ်ပြီးတော့ဗောနော်ကိုအနေနဲ့လိုအပ်တိုင်းနေမှာဆွဲကျင်တည်းဆိုရင်တော့15 minute ကိုတောက်ပြီးတော့ဆွဲလို့ရသေးတယ်ဒါပေမဲ့ကျွန်တော်ကတော့မဆွဲတော့ဘူးဒီတော့ရင်တော့ဒါကျွန်တော်တို့ကနေဆက်ချက်ကိုပြန်ပြောင်းမယ်ပြီးရင်တော့ဒါကျွန်တော်ဆောင်းနားကဆွဲလိုက်တဲ့ line တွေကိုဒါကျွန်တော် load push up ပြန်ပြီးတော့လုပ်မယ်ပြန်ပြီး adjust ပြန်ပြီးတော့လုပ်မယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒါသူ့ရဲ့ line တွေကအပေါ်အရန်ရောက်နေရသူ့အောင်နေနေ short ဖို့တက်လို့ရတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒါသူ့ရဲ့ line တွေကပေါ်နေနေတင်မယ်ဒီကောင်းရဲ့ line ဆိုလို့ရှိရင်ဒါကျွန်တော်ဒီကောင်းကိုအောင်နေနေ short ဖို့တက်လို့ရမယ်ကျွန်တော်တို့ဒီ line ဆိုရင်ဒါကျွန်တော်အပေါ်နေနေတင်ဖို့တက်လို့ရမယ်ကျွန်တော်တက်ဒီ line ကတော့ဘယ်လိုပါနော်ဆက်လာတာကျွန်တော်ဖြတ်လိုက်မယ်ပြီးတော့ဒါကျွန်တော်ဒီ line ကတော့ okay ဆင်ပြေပါတယ်ဒါဆိုတော့ဒါကျွန်တော်တို့အတွက်ဒီ support and resistance line တွေရသွားပါလိမ့်မယ်ဒါကကျတော့ဒါကျွန်တော်အခုပြောပြပေးခဲ့တဲ့ဟာဒီ basic ပေါ့နော် support and resistance line ဆိုရင်ဒီ basic ပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ပြီးတော့ဘာကြီးပြန်ပြီးတော့တင်ယူရမလဲဆိုရင်ကျွန်တော်ရဲ့ video အလှည့်မှာဆွဲပြခဲ့တယ်လို့မျိုးသူမှ zone နေနဲ့ဆွဲရတာမျိုးရှိမယ်တစ်ခါထပ်ပြီးတော့ဗောနော်သူမှာ trend line support and resistance တွေရှိပါသေးတယ် trend line support and resistance ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ support and resistance line တွေဒီပုံမှာဆွဲရတယ်လို့မျိုးသူဒီမြင်းအဖြောင့်နေကြီးပဲ market ထဲမှာတိတ်ပြီးတော့တွေ့ရလိမ့်မရှိပါဘူးကျွန်တော်အများဆုံးတရားလေးရှိရဲ့ပုံစံဒီလိုပုံစံနေလဲဆိုတော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် line တွေဆိုရခါsupport resistor line တွေဆိုရခါတွေ့ရလို့ပါလဲဆိုတော့ကျွန်တော်တို့ဆွဲတတ်တဲ့ line တွေအနေဆုံးတစ်ချက်သုံးချက်နဲ့အထက်ရှိရဆိုရင်ကျွန်တော်အဲ့နေရာကို support အနေနဲ့ယူဆတယ်ဒါမှမဟုတ် resistor အနေနဲ့ယူဆတယ် okay ဒီမှာသင်တစ်ချက်ကြည့်အောင်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်ကျွန်တော်ဒီနားမှာပေါ့နော်တစ်ချက်နှစ်ချက်သုံးချက်ထိရဲ့အချိန်မှာဒါကျွန်တော်ဒီနားက line ကိုကျွန်တော်တို့ support အနေနဲ့ယူဆပြီးတော့နောက်တစ်ခါဒီ line ကိုထပ်ပြီးတော့လာပြီးတော့ထိခဲ့မယ်ဆိုရင်ကျွန်တော်အဲ့နေရာကနေပြီးတော့ bind ကိုဝင်လို့ရပါတယ်ဒီကောင်ကကျတော့ဒါကျွန်တော် trend line support ပေါ့နော်အဲ့လိုပုံစံမျိုးကြီးနဲ့ဒါကျွန်တော် market ထဲမှာအများဆုံးတရားလေးရှိတယ်။ Sona ကလိုပုံစံမျိုးမြင်းဖြောင်းနေတဲ့တရားလေးပုံစံတွေဆိုတာကနည်းနည်းတိတ်ပြီးတော့ဗောနော်ဒီကောင်လေးထပ်ပို့ပြီးတော့ရှားပါတယ်။ဒါကြောင့်မလို့ကိုအနေနဲ့ဒီ support resistance line တွေကိုဆွဲတဲ့အခါမျိုးမှာဒီလိုမျိုး line တွေကိုပို့ပြီးတော့အာရုံစိုက်တင်ပါတယ်။ကျွန်တော်နည်းနည်းလေးထပ်ပြီးတော့လိုက်ရှာကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာဗောနော်တစ်ချက်နှစ်ချက်ပြီးရင်ဒီမှာသုံးချက်ပေါ့နော်ဒီကောင်ကကျတော့ပြီးရင်ဒီမှာလေးချက်ဒါဆိုရင်ဒါကျွန်တော်ဒီကောင်ဒီ trend line resistance ပဲဖြစ်ပါတယ်ကျွန်တော်တစ်ချက်ပြီးရင်ဒါကျွန်တော်တို့ဒီမှာပေါ့နော် resistance line ရှိပြီထားပါတော့ဒီထိပဲဆက်လိုက်ပါဒီမှာကျွန်တော်တို့
အောက် line ကိုလာပြီးထိရဆိုရင်ဒီပြန်ပြီးတက်တယ်အပေါ် line ကိုထိရဆိုရင်ဒီပြန်ပြီးကြာပါတယ်ဒီကောင်ဒီ trend line support ဒီအပေါ်ကောင်ဒီ trend line resistance ဖြစ်ပါလိမ့်မယ်ဒီလိုပုံစံတွေကဒါကျွန်တော်တို့ market တွေမှာအများဆုံးတရားလေးရှိတဲ့ပုံစံဖြစ်တာကြောင့် support and resistance line တွေကိုပြစစ်လေးလာပြီးရဆိုရင်ဒီလိုပုံစံမျိုး zone အနေနဲ့ဆွဲရဟာတွေ trend line နဲ့ဆွဲရဟာတွေကိုဆက်ပြီးလေ့လာသွားဖို့အတွက်ဒါကျွန်တော်အကြံပေးပါတယ်Okay ဒီနေ့ပြောပြခဲ့တဲ့အကြောင်းအရာကတော့ဒါ support and resistance ကိုဘယ်လိုမျိုးဆွဲရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရှင်းပြပေးခဲ့ရပဲဖြစ်ပါတယ်။ကြည့်မိတ်ဆွေတို့ကဒီ forex trading နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်စိတ်ဝင်စားလို့အကောင့်ဖွင့်ပြီးတွေ့ချင်နေဆိုရင်ကျွန်တော်ဒီမှာ$50ကနေစပြီးတော့အကောင့်ဖွင့်ပြီးတွေ့လို့ရပါတယ်။ဒီအကောင့်ဖွင့်တဲ့သူတိုင်းအတွက်ကျွန်တော်ဘက်ကနေပြီးတော့ PNB signal group ပြီးရင်တစ်ခါထပ်ပြီးတော့ဒါကျွန်တော်ရဲ့ cost တွေအကုန်လုံးကို PNB group မှာထပ်ပြီးတော့ free တင်ပေးသွားမယ်အပြင်ကျွန်တော်တို့ market ထဲမှာလည်းဒါနေ့စဉ်ပေါ့နော် daily analysis တွေလည်းဒါကျွန်တော်ရဲ့ဒီ PNB group မှာဒါကျွန်တော်မျှဝေပေးနေရှိပါတယ်။ဆက်သွယ်ခြင်းနေဆိုရင်တော့ဒါကျွန်တော်တို့ description နဲ့ comment မှာပေးထားတဲ့ Telegram link ကနေပြီးတော့ဆက်သွယ်အကောင့်ဖွင့်လို့ရပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျ